Hello, along be Mingalaba Kamya. Chano ye, Tamisa ye tau Malaysia Bioma Joso Bareno. Malaysia go Guma, Tejashi Lare Borare Drebano. Tegelo, Malaysia Yaula Bide Kajain, Tegelo coffee shop de ma, Lolo de Kajain, a simple Votone, General Tita Tene Hale de Bono, Tegelo Goga Ota Caute to Piete Solution, the Hale Tita Tene Habono. Hobby General Sala Jaya Chinate Ice Pungus Solution, Teo Ye Nueja. A ရေခဲနဲ့ပြောတာပါနော်တရုတ်ရေနွေးချမ်းရေခဲနဲ့ပါဆယ်ထုံးမဲ့ဆိုရပြောတာပါချင်းနာတေ ice bungus သို့မဟုတ်ချွိချာတာပေါက်ချွိချာတာပေါက်ဆိုတဲ့ဟာကတရုတ်ဆိုင်ဆိုတော့ဘယ်မလေးမလာမတောက်ဘူးเนาะဆိုတော့တရုတ်လို့ပြောတာပိုကောင်းတယ်เนาะတရုတ်လို့ဆိုတာ quantum စကားပေါ့เนาะ quantum စကားဆိုတော့ချွိချာတာပေါက်သို့မဟုတ်ချင်းနာတေ ice bungus ဆိုတာကမလေးလို့Quantum Saga, Teo Quantum Saga Jaro, Treat Chata Pao. Hobino, Teo Yenue Jan, Jegena, Passet Home. I like no Hobby. Now to cook Chinate Ice, Teo Yenue Jan, Jegena, Simon Time Bilo Tama Morono, Teo Yenue Jan, Jegena, Chinate Ice. Quantum low solution, Treat Cha Hobby now to cook Chinate Panas so that the yo yenuja apu no the gelo quantum low solution yi cha solution apu Hobby general now to cook to aya te ice pungus so in la pay jigene passe tome loပြောတာပါเนาะTe ice pungus လက်ဖေးရေခဲနဲ့ပါဆယ်ထုံးမယ်အဲ့လိုပြောတာပါเนาะအဲ့ဒီဟာကို quantum လို့ဆိုလို့ရှိရင်တဲပိန်ဆိုတာရေခဲနဲ့ပြောတာเนาะတဲပိန်တာပေါက်လက်ဖေးရေခဲနဲ့ပါဆယ်ထုံးမယ်လို့ပြောတာပါเนาะတဲ ice pungus ဆိုတာမလေးလို့ quantum လို့ဆိုလို့ရှိရင်တဲပိန်တာပေါက်ဆိုတာပါဆယ်ထုံးမယ်လို့ပြောတာပါเนาะတာပေါက်ပါဆယ်ထုံးမယ်เนาะဟုတ်ပြီတဲ ice ဆိုတာကကြတော့လက်ဖေးရေခဲနဲ့ဆိုင်မှာထိုင်တောင်းမှမလို့เนาะခွက်နဲ့ပုံမှာပြထားပါတယ်เนาะပုံမှာအဲ့ဒီမှာပုံတင်ထားတယ်တခါလေးခွက်နဲ့ကျွန်တော်တခါလေးဟိုဟာလှုပ်ပြထားပါတယ်เนาะတဲ ice ဆိုလို့ရှိရင်လက်ဖေးရေခဲနဲ့တရုပ်လိုကြတော့တဲပိန်เนาะဟုတ်ပြီနောက်တစ်ခုတဲငါလသို့မဟုတ်တဲပစာတဲငါလသို့မဟုတ်တဲပစာဆိုတာအကြီးငါလာခွက်ကြီးပြောတာပါเนาะတဲငါလာသို့မဟုတ်တဲငါလာဆိုတာတရုပ်လို့เนาะတဲပစာဆိုတာမလေးလို့အတူတူပဲเนาะတဲငါလာဖြစ်ဖြစ်တဲပစာဖြစ်ဖြစ်အတူတူပဲเนาะအဲ့ဒါလက်ဖေးခွက်ကြီးအပူပြီးလို့ရှိရင်တဲပနတ်လက်ဖေးတဲပနတ်ကကြီးလက်ဖေးအပူခွက်သေးဟုတ်တယ်เนาะအဲ့ဒီဟာကိုတရုပ်လို့ quantum လို့ကြတော့တဲဆိုင်ခဲဆိုလို့ရှိရင်တဲဆိုင်ခဲဆိုလို့ရှိရင်လက်ဖေးခွက်သေးအပူဟုတ်ပြီเนาะကျွန်တော်တို့နောက်တစ်ခုသွားရအောင် copy ice bungus ဆိုလို့ရှိရင် copy ရတော့ copy ပဲ copy ရေခဲနဲ့ပါဆယ်ထုံးမယ်လို့ပြောတာပါเนาะအဲ့ဒါကိုတရုပ်လို့ကြတော့ copy ပိန်တာပေါက်ဆိုလို့ရှိရင်လည်းအတူတူပဲเนาะ copy ရေခဲနဲ့ပါဆယ်ထုံးမယ်လို့ပြောတာပါเนาะတကယ်လို့ဆိုင်မှာထိုင်တောင်းမယ်ဆိုလို့ရှိရင် copy ပိန်ဆိုလို့ရှိရင် copy ရေခဲနဲ့ပြောတာပါเนาะဟုတ်ပြီ copy ကကြီးcopy ကကြီးမဟုတ်ဘူးလောလောဆယ် copy ငါလာ copy ပစာဆိုတာ copy ခွက်ကြီးငါလာဆိုတာလည်းခွက်ကြီးလို့ကျွန်တော်ပြောတယ်เนาะဆိုတော့ copy ငါလာသို့မဟုတ် copy ပစာဆိုလို့ရှိရင် copy ခွက်ကြီးအပူလို့ပြောတာပါเนาะဟုတ်ပြီနောက်တစ်ခု copy ကကြီး copy panas ကကြီး panas ဆိုတာအပူเนาะ panas အပူ copy panas ကကြီးဒါမှမဟုတ် copy ကကြီး copy တခုတည်းပြောရင်တော့မှအဲ့ဒါအပူပဲเนาะကိုကတကယ်လို့ထပ်ပြီးတော့တေချာချင်တယ်ဆိုလို့ရှိရင် copy panas ကကြီးဒါမျိုးတွေတော့ပြောလို့ရတယ်တကယ်လို့တရုပ်လို့ဆိုလို့ရှိရင် quantum လို့ပေါ့เนาะ quantum စကားပေါ့တရုပ် quantum စကားဆိုလို့ရှိရင် copy ဆိုင်ခဲ
နောက်ထပ်ထပ်ပြီးတော့တေချာခြင်းနဲ့ဆိုရင် copy size ရဲ့အပူလာအေးလားထပ်မေ့စရာမလိုတော့ဘူးထားပါတော့ copy size ရဲ့ copy ကကြီးဆိုရင်အပူပဲเนาะခွက်သေးဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့သွားရအောင် Milo ice bongus Milo ဆိုတာကျွန်တော်တို့သိထားတဲ့အတိုင်းပဲ Milo လို့လည်းခေါ်လို့ရတယ် Milo လို့လည်းခေါ်လို့ရတယ်เนาะမလေးရှားမှာဒီလိုမျိုးခေါ်ကြတာပဲเนาะ Milo ice bongus ဖြစ်ဖြစ် Milo ice bongus ဖြစ်ဖြစ်အဲ့ဒါက Milo ရေခဲနဲ့ပါဆယ်ထုံးမယ်လို့ပြောတာပါเนาะဒါမှမဟုတ်ပဲ Milo ပိန်တာပေါဆိုလို့ရှိရင်ကွမ်တုံလိုပေါ့เนาะ Milo ပိန်တာပေါMilo ရေခဲနဲ့ပါဆယ်ထုံးမယ်လို့ပြောတာပါเนาะတကယ်လို့ကိုကဆိုင်မှာထိုင်ပြီးတော့တောင်းမယ်ဆိုလို့ရှိရင် Milo ပိန်ဒါမှမဟုတ် Milo ပိန်ဆိုလို့ရှိရင်ရေခဲနဲ့ Milo ရေခဲနဲ့เนาะဟုတ်ပြီနောက်တစ်ခုက Milo ငါလာဒါမှမဟုတ် Milo ဘစာဆိုရင်အဲ့ဒီ Milo အကြီးခွက်ကြီးပေါ့เนาะခွက်ကြီးအပူငါလာဆိုတာခုနကကျွန်တော်ပြောထားတဲ့အတိုင်းပဲ Milo ငါလာလည်းပြောလို့ရတယ်လို့ Milo ဘစာလို့လည်းပြောလို့ရတယ် Milo ငါလာ Milo ဘစာအတူတူပါပဲเนาะဒါခွက်ကြီးအပူလို့ပြောတာပါเนาะဟုတ်ပြီနောက်တစ်ခု Milo ကကြီး Milo panas ကကြီး Milo အပူခွက်သေးအဲ့ဒါကိုကွန်တုံလို့ဆိုလို့ရှိရင် Milo စိုက်ခဲရီကဲဆိုတာအပူပေါ့နော်အသေးဆိုမှတော့ဘယ်ကရေခဲနဲ့လာမှလဲနော်ခွက်ဆိုတော့ကိုက Milo ကကြီးဒါမှမဟုတ် Milo စိုက်ခဲပြောလို့ရပါတယ်နော်ဟုတ်ပြီနောက်တစ်ခု Cham ice bongus ဒီနေရာမှာတစ်ခုရှင်းပြချင်တယ် Cham ဆိုတဲ့ဟာကတရုတ်လို Cham ဆိုတာရောတဲ့ဟာကိုပြောတာပါနော်ဘယ်ဟာပဲရောဒါ Cham လို့ပြောတာနော် Cham ဆိုတာရောတဲ့ဟာပြောတာပါနော်အဲ့ဒီ Cham ကိုကျွန်တော်ကမြန်မာလိုအတန်ထွက်မဲ့ဆိုလို့ရှိရင်ရှမ်းဖြစ်သွားမယ်နော်ရှမ်းမဟုတ်ဘူးနော်ရှမ်းလို့အတန်မထွက်ဘူးနော် Cham Cham ice bongus ဆိုလို့ရှိရင်အဲ့ဒီ Cham ရေခဲနဲ့ပါဆယ်ထုတ်ပါမယ်လို့ပြောတာပါနော်တကယ်လို့ကိုကဆိုင်မှာထိုင်ပြီးတော့တောင်းမယ်ဆိုလို့ရှိရင် Cham ice တော့မဟုတ် Cham ping ဆိုလို့ရှိရင်အဲ့ဒီ Cham ကိုရေခဲနဲ့ဟုတ်ပြီ Cham ငါလာဒါမှမဟုတ် Cham ဘစာနော် Cham ငါလာတော့မဟုတ် Cham ဘစာအဲ့ဒီ Cham ကဘာနဲ့ဘယ်ဟာကိုဘယ်ဟာနဲ့ရောလဲဆိုလို့ရှိရင် Cham ဆိုတဲ့အဓိပ္ပာယ်က copy နဲ့ဘာလဲအဖန်စီလက်ဖက်ရည်ပေါ့နော် copy နဲ့လက်ဖက်ရည်ကိုရောထားတဲ့ဟာပေါ့အဖန်စီလို့ပြောရမှာလား copy နဲ့လက်ဖက်ရည်ကိုရောထားတဲ့ဥစ္စာကို Cham လို့ခေါ်တယ်နော်ဟုတ်ပြီ Cham ငါလာ Cham ဘစာအတူတူပဲနော်ခွက်ကြီးအပူဟုတ်ပြီ Cham ကကြီးဒါမှမဟုတ် Cham ဆိုင်ရဲ့ Cham ကကြီး Cham အသေးခွက်သေးပြောတာပါနော်အားလုံးကျေးဇူးတင်ပါတယ်